အားလုံးပဲမင်္ဂလာပါနော်အခုတစ်ခေါက်ကတော့ဆီယမမောင်စီရေးသားထားတဲ့ Mental Detox စိတ်ကိုစိတ်ထုတ်ခြင်းဆိုတဲ့စာအုပ်ကိုဆက်လက်ဖတ်ပြပေးမှာပဲဖြစ်ပါတယ်နော်တိတ်ဆိတ်သောအချိန် quiet time မနက်စောစောနိုးတဲ့အခါကျမအိမ်ရဲ့ rooftop ဘော်ကိုတက်သွားတယ်အဲ့ဒီကနေကြည့်ရင်ဆွေတော်မြတ်စီရီကိုဖူးရတယ်ပြီးရင်ရေကန်ကိုမြင်ရတယ်တိတ်လာတဲ့တိမ်တွေကိုတွေ့ရတယ်တခါတလေလေယာဉ်မြန်တွေဖြစ်ပြန်သွားတာကိုတွေ့ရတယ်။ငှက်ကလေးတွေလည်းအစာရှိမဲ့နေရာကိုအုပ်လိုက်ပြန်တန်းထွက်လာကြတော့တာပဲ။မင်္ဂလာရှိရဲ့မနက်ခင်မှာကောင်းမွန်တဲ့စွမ်းအားတွေရှိရဆိုတာကျမအမြဲယုံကြည်ပါတယ်။ဉာဏ်တွေကောင်းနေတဲ့အချိန်စိတ်တွေရှင်းနေတဲ့အချိန်မို့စာတိုလေးတစ်ပုဒ်ဖတ်လိုက်တာတရားတူလေးတစ်ပုဒ်နှာလိုက်တာမျိုးလုပ်ရင်တခါတည်းစိတ်အေးချမ်းသွားသလိုအာအင်းတွေလည်းပြည့်လာရပါတယ်။စာရေးဖို့အတွေးအဆတွေပေါ်လာတတ်ပါတယ်။လောရမယ့်အလုပ်ကိစ္စတွေအတွက်အစီအစဉ်ဆွဲပြီးသားမြေပုံချမ်းတစ်ချက်ပေါ်လာပါတယ်။ကျမကတော့အိမ်မှာအေးအေးဆေးဆေးစိတ်ပန်းဖြေလို့ရမယ့်နေရာလေးတွေလိုက်ရှာထားတတ်ပါတယ်။ခြံနောက်ဘက်မြေနေရာပစ္စည်းလေးမှာဆိုအမေကန်ကော်ပန်တွေတပင်းလုံးအသီးတွေထားပြီးဖူးနေတယ်။ကျမတို့အိတ်ခမ်းကောင်းရင်မှမို့အခန်းပရင်းကိုဖွင့်လိုက်တိုင်းခန်းကော်ပန်ရနံတွေကိုရတယ်။ပွင့်နေကလည်းအခေါင်ဖျားတက်ပွင့်နေကြတယ်။ပြီးရင်ခမိုးပေါ်တက်တဲ့ရန်ဒါလေးမှာတရက်ပင်ကအကိုင်းတွေတိုးဝင်ပြီးတရက်ဖူးတွေဖူးနေကြတယ်။အဲ့ဒီအပင်ကိုချစ်စရာကောင်းတဲ့ငှက်ဝါတောက်ကလေးတွေလာကြတယ်။စကားတွေများလိုက်ကြတာဆိုတာစူညံနေတာပဲ။ပျော်ရွှင်မြူးတူးနေကြတာပဲ။အဲ့ဒီနားမှာစာရေးစာဖတ်တရားမှတ်ဖို့နေရာလေးလဲအိမ်မှာရှိတဲ့တစ်တူတစ္ဆာလေးနဲ့လှုပ်ထားသေးတယ်။အပြင်မှာလှုပ်တွေများပြီးဘလောက်စိတ်တွေရှုပ်လာညနေအိမ်ပင်ရောက်လို့ခွေးကလေးတွေနဲ့အဲ့နေရာမှာသွားထိုင်မယ်လို့စိတ်ကူးလိုက်ရင်အမောကိုပြေးသွားတော့တာပဲအိမ်ရှိကပရောက်ပင်အောက်မှာလဲထိုင်ကုန်တစ်ခုံရှိတယ်တန်ကြီးတွေတောင်တက်နေပြီဒါပေမဲ့ထိုင်ပြီးရင်ပြန်မထကျင်တော့ဘူးကျမအတွက်တော့ကမ္ဘာအကောင်းဆုံးထိုင်ကုန်ပါပဲအိတ်တောင်ပြောသွားတတ်တယ်အဲ့နေရာကညနေဆောင်ရင်တော့ချင်းကြိုက်တယ်နေ့လည်နေခင်ဆိုရင်တော့လမ်းထဲမောင်းနေကြတဲ့မော်တော်ဆိုင်ကယ်တန်တွေလည်းတိတ်မကြရတော့ပဲတိတ်တိတ်ဆိတ်ပဲလိပ်ပြာတွေလည်းအများကြီးလာကြတယ်ညဘက်တွေဆိုဒီပတောက်ပင်ကအကိုင်းတွေမှာသူတို့အတောင်ကလေးတွေဆူထောင်းပြီးအိတ်ကြတာကျမအိမ်မှာလူတွေအများကြီးမရှိပေမဲ့အတန်တွေကတော့တိတ်ဆူတယ်ကျမအမေရောကျမယောက်ျားရော TV ရမ်းကြိုက်ကြတယ်တစ်ချိန်လုံးဖွင့်ထားတာပဲကျမအမေက TV မကြည့်လဲဖွင့်ထားတယ်အဲ့ဒီအပြင်ဖုန်းထဲကသတင်းတွေတချင်းတွေဟင်းချက်နီတွေကိုပါဖွင့်ထားတော့အတန်တွေကနှစ်မျိုးပေါင်းနှစ်ထပ်ကွမ်းပဲညဘက်အမေအခန်းထဲလိုက်သွားရင်ကိုရီးယားအတန်တရုတ်တန်တွေနဲ့ TV ဖွင့်နေပြန်ရောကျမယောက်ျား TV ကြည့်တဲ့နေရာကြပြန်တော့ဒီနေတိတ်နဲ့ပြစ်ခတ်နေပြန်ရော TV ရက်တဲ့အခါ YouTube ကိုတခါကလိနေပြန်ရောကျမမောင်လေးကလည်းအိမ်မှာငါးတွေမွေးထားတာအဲ့ခန်းမှာတင်ငါးကန်ကြီးနှစ်ကန်ထမင်းစားကန်မှာငါးကန်တစ်ကန်အကုန်လုံးအောက်ဆီဂျင်ပိုက်တွေရေစစ်ဖီတာတွေနဲ့ရေတွေလက်ပတ်စီးဆင်းနေတာများရေတကွန်နာတွားထိုင်နေရတယ်လို့ပါပဲတဝုံဝုံနဲ့ပိတ်ပြတော့လဲငါးတွေကဟာစီတေတော့မလို့ရုပ်တွေဖြစ်လို့သူတို့ကိုအားနာရတယ်လေစူညံတန်တွေဟာအကြီးကျယ်စိတ်ကိုနောက်ကြီးရှုပ်ထွေးမှုကိုဖြစ်စေနိုင်ပါတယ်ရင်းနေချိန်မှာတော့ငိုချင်ပါတယ်နော်မိသားစုထဲမှာရုပ်ဝတ္ထုပစ္စည်းတွေအပေါ်တွင်ကြီးမှုတွေရံများနေကြပါတယ်ညနေဘက်တိမ်တွေတောင်းနေတယ်လာကြည့်ပါဦးဒီညလာတာတယ်တက်လာကြည့်ပါအောင်ဆိုတာကိုကားပဲစပြောရတယ်မိသားစုခေါင်းမိုးမှာအတူထိုင်ခြင်းလို့ခုံလေးတစ်ခုံဝယ်ထားတယ်ခုံသွားဆွေးသွားတယ်တခါမှကိုမထိုင်လိုက်ရဘူးအမေပြင်မှာလမ်းလျှောက်ပါအောင်ဆိုရင်10မိနစ်ကအလုံးစုံပဲမောင်လေးလည်းအင်ခေါင်မိုးပေါ်တက်လာရင်လက်ထဲမှာဖုန်းကပါလာတာပဲကျမကိုဖုန်းဆက်ကြသူတွေတချို့ကဖုန်းမကင်ဘူးလို့ပြောတတ်ကြပါတယ်ဘယ်ကင်မလဲဖုန်းကဒီနေ့ကိုနိုင်အတော်များများအတန်ပိတ်ထားလို့ပဲဖြစ်ပါတယ်အတွင်းရောအပြင်ရောစူညံချုပ်ထွေးနေတဲ့လောကကြီးထဲမှာတိတ်ဆိတ်အေးချမ်းမှုဆိုတာတမင်တကာလိုက်ရှာလို့ရတဲ့တမိုးကြီးရာတစ်ခုဖြစ်နေခဲ့ပါပြီနောက်ဆုံးကျမကိုယ်တိုင်နေလို့ကောင်းမဲ့နေရာလေးကိုပဲကိုယ့်ဘာသာကိုဖန်တီးရှာကြံနေလိုက်ပါတော့တယ်ခွေးလေး၃ကောင်နဲ့ကျမကတပွဲနေကြပါတယ်ကျမတို့ကသဘာဝတရားကိုချစ်တယ်ညီကြီးပေါ်ထိုင်ခြင်းနဲ့အပြင်ထွက်ပြေးခြင်းနဲ့လိပ်ပြားတွေငှက်ကလေးတွေကိုကြည့်ရတာကြိုက်တယ်သဘာဝတရားမှာက
မြုံနိုင်စရာကောင်းလောက်တဲ့စွမ်းအားတွေရှိပါတယ်။တစ်ပင်တွေတစ်တော်တွေတောင်တန်းတွေပင်လယ်တွေဟာလှပလွန်းသလောက်ခွန်အားလည်းကြီးမားကြပါတယ်။ကျမကတော့သဘာဝပတ်ဝန်းကျင်ကိုချစ်ခင်မျက်နှာတက်တဲ့သူလည်းဖြစ်ပါတယ်။မျက်ခင်တွေစိမ့်နေတဲ့နေရာမျိုးရောက်ရင်ခြေထောက်ကလေးနဲ့ထိကပ်ထားလိုက်မိတာပါပဲ။တနေ့တာမောပန်းတွေပြေပြောက်ချင်နေဆိုရင်သဘာဝတရားနဲ့နီးကပ်စွာနေပေးပါ။အဲကုန်းကထွက်နေတဲ့လေနဲ့ရေကန်နာကဖြက်လာတဲ့လေဟာစိမ့်မြလန်းဆန်းမှုချင်းမတူနိုင်ပါဘူး။လမ်းလျှောက်ဆက်ပေါ်ပြေးနေတာထက်အပြင်မှာလမ်းထွက်လျှောက်နေတာကပိုးပြီးစိတ်ဝင်စားစရာကောင်းပါတယ်။အပြင်ကိုခဏခဏထွက်ပါဖုန်းကိုကြည့်နေတာထက်အပြင်ကလူတွေကိုကြည့်ပါစကားပြောပါဆက်သွဲပါတနေ့နေရာရောက်ရင်တပုံတွေအများကြီးရှောက်ရနေတာထက်တဘာဝအလှကိုခံစားပါလမ်းမေးမှာလေးချပေါက်နေတဲ့ပန်းကလေးရဲ့လှပမှုကစားလို့လောကရဲ့လှတွေဖြစ်တဲ့နေရောင်တွေရေရောင်တွေဒိန်းတွေကောင်းကင်တွေကိုတဝါကြီးကြည့်ရှုခံစားလိုက်ပါတာယာတဲ့နေရာလေးတွေကိုတွေ့ရင်လူတိုင်းစိတ်ထဲပျော်ရွှင်အေးချမ်းသွားကြတာသတိထားမိကြမှာပါပဲကျမကတော့ဘယ်ရောက်ရောက်အဆင်ပြေမဲ့နေရာလေးမှာခဏထိုင်ပြီးဝင်လေထွက်လေမှတ်လိုက်ပါတယ်စိတ်ရဲ့စွမ်းအားကိုတွန်းမြင့်စေခြင်းနဲ့ဆိုရင်တယောက်တည်းတိတ်ဆိတ်စွာနေနိုင်မဲ့နေရာလေးတွေကိုအိမ်နဲ့အိမ်ဝန်းကျင်မှာရှာဖွေပါအိမ်မှာမရနိုင်ဘူးဆိုပါရင်ပန်းညံလေးတစ်ခုမှပဲဖြစ်ဖြစ်သွားထိုင်နေလိုက်ပါဒီအတွက်ငွေကြေးကုန်ကြအများကြီးခံစရာမလိုပါဘူးလုပ်ဖြစ်အောင်လုပ်လိုက်ဖို့ပဲလိုပါတယ်မန်ဒေတီတော့ဆိုတဲ့နေရာမှာ quiet time ဆိုတာလူတိုင်းလိုအပ်ပါတယ်ငြိမ်သက်တိတ်ဆိတ်ခြင်းနဲ့စိတ်ရဲ့အဆုံးမဲ့သောစွမ်းအားများကိုရှာဖွေခံစားနိုင်ကြပါစေယုံနဲ့စိတ်ရဲ့ဆက်သွယ်ချက် emotional connection ပြောရမယ်ဆိုရင်ကျမဟာအဝတ်စားတော်တော်မမော်တဲ့သူပါပဲအဝတ်စားရီလည်းမကြခဏဝယ်လေးရှိတယ်ချုပ်လည်းချုပ်တယ်စိတ်ညစ်ရင်အဝတ်ဝယ်တာပဲအွန်လိုင်းကနေဝယ်လို့ရတော့ပြီးရောကျမစိတ်သိမ့်မပြောဘူးဆိုအဝတ်တွေရှောင်းမှပြစ်လိုက်ပြီးလက်မလေးနဲ့ဖုန်း screen ကိုပုတ်ဆွဲကြည့်ရင်ကြိုက်တဲ့ပုံတွေတွေ့ရင် screenshot ရိုက်ထားလိုက် save လုပ်ထားလိုက်နဲ့အဲ့လိုလုပ်ရတာပြောနေတော့တာဝတ်ဗီဒီယိုကိုရှင်းထုတ်လိုက်ရင်သူများတွေကိုပြန်ပေးဖို့အထုပ်ကြီးထုံငယ်နဲ့ထွက်လာတာပဲအံ့ဩစရာကောင်းတာကတချို့ဝတ်တွေဟာဝယ်ပြီးကလေးကကျမတခါမှမိုးရသေးဘူးအချို့ဝတ်တွေဆိုမေ့တောင်မေ့နေပြီအချို့ဝတ်တွေကချုပ်ပြီးမှမကြိုက်တော့ဘူးအစင်မပြေတော့ဘူးခုနောက်ပိုင်းတော့သတိထားမိလာတာရှိတယ်တကယ်တော့အဝတ်တွေကိုကြိုက်လို့ဝယ်တာပဲဖြစ်ဖြစ်ပျော်လို့ဝယ်တာပဲဖြစ်ဖြစ်လက်ထဲရောက်လာပြီဆိုရင် emotional connection လို့ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာဆွတ်သွယ်မှုကရှိမှမရှိတာပဲတနေရာကိုနှစ်ရက်ဆက်တိုက်သွားရရင်ကျမမနေ့ကဝတ်ခဲ့တဲ့ဝတ်စုံကိုဒီနေ့မှပြန်မဝတ်ချင်တော့ဘူးပထမနေ့ကအစ်စ်လေးဝတ်ရလို့လှလှပပကြွမမော့လေးနဲ့ပြောတယ်ဆိုရင်နောက်နေ့ဆောက်ဝတ်လေးဆိုတော့ဟင်းဒါကြီးကိုပဲထပ်မဝတ်ချင်မှာဘူးမနေ့ကဝတ်ထားတဲ့ဟာကြီးလို့ဖြစ်သွားပါလေရောအော်အဝတ်တွေထဲမှာပျော်ရွှင်မှုမရှိဘူးဆိုတာသိကြသွားတော့တာပဲအစတုန်းကတော့ဝတ်ဝယ်ရတော့မယ်ဝတ်ရပြီးဝတ်ရတော့မယ်ဆိုရင်ပျော်စရာလို့ထင်နေခဲ့တာနော်တကယ်တော့ပျော်ရွှင်မှုဟာအစ်စ်တွေနောက်လိုက်နေမှမဟုတ်ဘူးကိုယ့်လက်ထဲမှာရှိတာလေးနဲ့တာယာနှစ်သက်နေတာကျင်းနဲ့ရောက်ရဲနေနိုင်တာကမှပျော်ရွှင်ရတာပါတခုခုလိုချင်လို့စိတ်တွေကမငြိမ်ဖြစ်နေပြီဆိုရင်ဒီပစ္စည်းဟာနောက်6လအထိ popular ဖြစ်နေအောင်မလားကိုစိတ်လှုပ်ရှားနေအောင်မလားလို့မေးကြည့်တဲ့ Oxford ဆရာတော်ဟောတဲ့တရားထဲမှာပါဘူးတဲ့ခုတော့ဆရာတော်ကိုပြန်လျှောက်ချင်လာတယ်အမလီအရှင်ဗျာနောက်6လစောက်ဖို့မလိုပါဘူးမနေ့ပြန်ဆိုရင်တော့မပြောတော့ဘူးဗျာလို့အဟုတ်ပဲအဝတ်စားတွေဝတ်ဖို့ဆိုရင်အတော်အချိန်တွေပေးအားရိထုတ်ခဲ့တာတွေရှိခဲ့ဘူးတယ်ခရီးသွားရင်အဝတ်တွေကိုအလေးခံယူရတယ်ကျမကအပြင်သွားခံနေတိုင်းအဝတ်အစား3-4စုံလောက်ရွေးလေးရှိတယ်ပြန်မသေးနိုင်တော့လို့ရောက်တဲ့နေရာမှာထထပြစ်ခဲ့ရတာအပြင်အစ်စ်ပြန်ဝင်လာတာလဲတပုံကြီးပါပဲအပြင်သွားခံနေတိုင်းဗီဒီယိုဖွင့်ပြီး3-4စုံလောက်လဲပြီးမှကိစ္စပြီးတော့တယ်ဒီဟာကဘူးတယ်ဒီဟာကဘိုက်ထွက်နေတယ်ဒီဟာကပါတယ်စသဖြင့်မျိုးစုံပါပဲရဲလဲရဲရတယ်နောက်ဆုံးကြတော့စိတ်တွေရှုပ်လာပြီးအပွားဆုံးအေးဆုံးဟာကိုရှားပြီးဝတ်ထွက်လာရောပြီးရင်စိတ်ညစ်ပြီးအော်ငါမဝတ်စရာမရှိတော့ပါလားထပ်ဝယ်ရအောင်မယ်
ထက်ချုပ်ရအောင်မဲနဲ့ဝယ်ပြီးချုပ်ပြီးတော့လဲအဲ့ဒီတန်တရားကဆက်လက်သွားပြန်တော့တာပဲမဆုံးတော့ဘူးအမြင့်ကိုမခုတ်ပြစ်နိုင်ဘူးလေရွေးချယ်ရတာတွေဟာလူတွေကိုစိတ်ဖိစီးမှုဖြစ်စေတယ်ကလေးတယောက်ကိုကားရောရထားရောလေရင်ပြန်ရောအယုတ်တွေစုပြုံပေးပြီးရွေးခိုင်းကြည့်လိုက်ပါဟိုဟာလဲလိုချင်ဒီဟာလဲလိုချင်နဲ့ဒီကောင်ဦးကြောင်ကြားဖြစ်ပြီးဘာယူကစားရမှန်းမသိတော့ဘူးနောက်ဆုံးဆင်းညစ်ပြီးရဲဆိုထငိုရောကျမတို့လည်းတူတူပဲတခါတရံလူကြီးတွေဖြစ်နေပေမဲ့စိတ်တွေကကလေးတွေဖြစ်နေကြတော့မဲလေစကားမဆက်မတ်ဆူကာဘတ်တို့စတီဗ်ဂျော်တို့ဟာအင်ကြီးအဝတ်စားကိုနေ့တိုင်းပုံစံတစ်မျိုးပဲဝတ်ကြတယ်ဆိုလို့သူတို့ပုံတွေ Google လုပ်ကြည့်တာအမှန်ပဲမတ်ခါအမြဲမီကိုရောင်တီရှပ်နဲ့စတီဗ်ဟာအမြဲလေတောင်ဆွဲတာအမဲနဲ့ဘာဖြစ်လို့ဒီလိုတစ်မျိုးပဲဝတ်တာလဲဆိုရင်သူတို့ကအရေးကြီးတဲ့ဆုံးဖြတ်ချက် decision making တွေအချိန်အတိုတွင်လုပ်ကြရတော့သူတို့ရဲ့စွမ်းရည် energy ကိုချွေတာလိုက်တာတဲ့ဗီဒီယိုဖွင့်ပြီးဟိုဟာဝတ်ရကောင်းမလားဒီဟာဝတ်ရကောင်းမလားနဲ့စဉ်းစားစရာမလိုတော့ဘူးလေကိုနဲ့အလိုက်ဆုံးစတိုင်တစ်ခုကိုဖန်ထားလိုက်တယ်အဲ့ဒီအတိုင်းတစ်သက်လုံးနေလိုက်တယ်အမျိုးသားနဲ့အမျိုးသမီးဆိုတာလဲကွာခြားမှုရှိတာပေါ့လေသူတို့လိုလိုက်လို့ဖို့ဆိုတာကတော့ဘယ်လိုဖြစ်နိုင်ပါမလဲအမျိုးသမီးတွေကြတော့အင်ဂျင်နဲ့လိုက်တဲ့ဖနက်တို့လက်ပွေအိတ်တို့နဂတ်တို့ဆွဲကြိုးတို့ပဝါတို့ဆိုတာကလေးလဲရှိသေးတာကိုအမျိုးသမီးတွေထဲမှာကိုကျမလိုဟာမျိုးကတိတ်အစာပလာများတာဒါပေမဲ့နော်ကျမအသည့်အန်တီတယောက်ကတော့အမြဲတမ်းရှက်အင်ကြီးအပြာခွက်နဲ့လုံကြီးနဲ့ပြောင်အောင်လေးပဲဝတ်တာတွေ့ဘူးတယ်လုံနိုင်တဲ့သူတွေလုံနိုင်ပါတယ်အစာပလာမများတဲ့သူမျိုးတွေပေါ့လေအယူဆုံးဟာအရှင်းဆုံးပေါ့လေကိုပိုင်ဆိုင်တဲ့ပစ္စည်းတစ်ခုချင်းစီအပေါ်မှာကျင်းနေရောက်ရတဲ့စိတ် emotional connection လေးပေါ်လာရင်တော့အသစ်တွေနောက်လိုက်ရင်စိတ်ပျော်ရွှင်စရာကိုရှာနေမိတဲ့ကိစ္စဟာရော့သွားနိုင်မလားပဲတွေးမိစရာလေးပါပြောစရာဆိုတာကတခါတလေကြားတော့လိုက်လေဝေးလေးပဲဖမ်းလေပြေးလေးပဲနီးရန်နဲ့ဝေးနေတတ်သေးတာတကယ်ပြောဖို့အတွက်ကကိုယ်စိတ်ကိုပဲပြောင်းကြည့်ရမှာကျမလည်းကြိုးစားကြည့်ပါမယ်တယောက်တည်းပဲမဲ့အထီးမကျန်ပါခုရက်တွေမှာမနှက်မိုးလင်းတာနဲ့တိတ်ဆိတ်ညင်သက်ခြင်းကိုခံစားရတယ်ကျမကမနှက်စောစောထားလေးရှိတယ်၄နိုင်ခွဲ၅နိုင်ဆိုနိုးနေပြီတအိမ်လုံးညင်နေကြတဲ့အချိန်မို့ကျမလောရမယ့်အလုပ်ကိုအာရုံထားပြီးလုပ်နိုင်တယ်စာရေးတာတရားထိုင်တာဆက်သက်ဖြစ်ပေါ့ကျမတို့အိမ်ကကျမအပါအဝင်မိသားစု9ယောက်ရှိတဲ့အိမ်ဖြစ်ပါတယ်နေ့ကင်းနေ့လည်းအိတ်ကြတဲ့အချိန်ကလွဲလို့အချိန်တော်တော်များများဟာနေရာတိုင်းမှာကိုယ်တန်တဲ့ကိုစူညံနေကြတာပါပဲ TV YouTube ကက်ဆက် Facebook ကအတန်တွေကပြည့်မလို့ဘူးကလေးသုံးကောင်ကလည်းသိဆော့ပါတယ်တဲ့ရင်လည်းတက်နေကြတယ်အခက်မသိရင်ရန်တွေထပ်ဖြစ်ပြန်ရောကျမကတော့တယောက်တည်းတိတ်တိတ်ဆိတ်ဆိတ်နေခြင်းတဲ့သူဖြစ်ပါတယ်တိတ်နေမှလည်းအလုပ်လုပ်လို့ရပါတယ်ကျမအလုပ်ကစာရေးစာပတ်အမြဲလုပ်နေရတာမို့လို့အာရုံစူးစိုက်မှုလုပ်ပါတယ်အဲ့တော့သူတို့အားလုံးညီသွားတဲ့အချိန်ကိုစောင့်ရင်စောင့်မစောင့်နိုင်ရင်တော့ကိုယ့်ဘာသာကိုနေလို့ရတဲ့နေရာတစ်ခုနှစ်ခုတော့လိုက်ရှာထားတတ်ပါတယ် solitude ဆိုတာ the state of being alone တယောက်တည်းဖြစ်နေခြင်းဆိုတဲ့အဓိပ္ပာယ်ပါပဲဒါပေမဲ့တယောက်တည်းဖြစ်တာအထီးကျန်နေတာတော့မဟုတ်ပါဘူးအထီးကျန်တဲ့ loneliness ဆိုတဲ့သဘောက negative feeling တစ်ခုပါပါတယ်အထီးကျန်တဲ့သူဟာဘေးမှာလူတွေအများကြီးဝိုင်းနေလဲစိတ်ထဲမှာလစ်ဟာမှုတွေကွက်လက်တွေအပြေးနဲ့တယောက်တည်းပါလားလို့ခံစားနေရတာမျိုး solitude တယောက်တည်းနေတယ်ဆိုတာကတော့ကိုယ့်ဘာသာကိုအေးအေးဆေးဆေးအပူပင်မရှိတဲ့ဘဝကိုရွေးချယ်ထားတဲ့ဆိုတဲ့သဘောဖြစ်ပါတယ်သူ့မှာက positive feeling အပြုသဘောဆောင်တဲ့ခံစားချက်မျိုးပါတယ်ဒါကြောင့်သူ့ကို solitude is the state of being alone without being alone လို့ထပ်ပြနိုင်ပါတယ်တယောက်တည်းပဲမဲ့အထီးမကျန်ဘူးကွက်လက်တွေလစ်ဟာမနေဘူးစိတ်အတွင်းမှာပြည့်စုံတယ် inner peace စိတ်ငြိမ်းချမ်းသာယာမှုရှိတယ်လူတွေဟာတဘာဝအရာတော့အစုပေါင်းနဲ့နေတတ်တဲ့သူတွေဖြစ်ပါတယ်ဒါပေမဲ့တစ်ခါတလေမှာတယောက်တည်းနေတတ်ဖို့လည်းလိုပါတယ်တယောက်တည်းနေတဲ့အချိန်လေးတွေကိုလေ့ကျင့်ပြီးယူသင့်ပါတယ်ဘာဖြစ်လို့လဲဆိုရင်တယောက်တည်းနေတဲ့အချိန်ဟာစိတ်ပိုင်းဆိုင်ရာကျန်းမာရေး psychological well-being ကိုအထောက်အကူပြုလို့ပါပဲစိတ်ကိုပိုးပြီးကြံ့ခိုင်လာစေတယ်ပိုးပြီးပျော်ရွှင်လာတယ်ကျေနပ်လာတယ်စိတ်ဖိစီးမှုလျော့လာတယ်စိတ်သက်သာဖို့အလားအလာနေသွားတယ်
less likely to suffer from depression ဒါဟာကိုယ့်ဘဝဟန်ချက်ဘယ်လောက်ညီတယ်လဲ balance ဖြစ်တယ်လဲဆိုတာကိုရှာဖွေနိုင်လို့ပဲဖြစ်ပါတယ်တယောက်တည်းနေလိုက်ခြင်းရဲ့အကျိုးကျေးဇူးတွေပါပဲတယောက်တည်းငြိမ်းအေးမှုကိုတရားထိုင်ခြင်းကနေရှာဖွေတွေ့ရှိနိုင်ပါတယ်တဘာဝလောကကြီးထဲမှာလမ်းလျှောက်တာစာရွက်တစ်ရွက်ခဲတံတစ်ချောင်းနဲ့တနေရာကိုငေးရင်းကိုယ့်အကြောင်းကိုတည်တည်ချာချာလေးလေးနက်နက်ပြန်စင်စားတာအဲ့ဒီအခါမှာကိုရှာဖွေတွေ့ရှိလာပါလိမ့်မယ်ကိုယ့်အတန်ကိုပြန်ကြားလာပါလိမ့်မယ်ကိုဘာဖြစ်ချင်တာလဲဘာလုပ်ရမလဲဆိုတာသိဖို့လိုပါတယ် opportunity to discover yourself and find your own voice ဒါကအရေးကြီးပါတယ်ကိုယ့်အကြောင်းကိုအမှန်တိုင်းသိဖို့ဆိုတာလူတိုင်းမလုပ်နိုင်တဲ့ကိစ္စပါအာယုံစူးစိုက်မှုတွေကောင်းလာမယ်အလုပ်တွေပြီးမြောက်လာမယ် increase concentration and productivity လူတွေနဲ့တိုင်ဝန်းနေရတဲ့အခါသူတို့ကိုဖြည့်ဆည်းပေးနေရတာမျိုးတွေရှိတယ်သူတို့ဖြည့်လာပေးသမျှကိုလိုချင်ချင်းမလိုချင်ချင်းလက်ခံပေးနေရတာမျိုးလည်းရှိတယ်ဒါကြောင့်ကိုတယောက်တည်းနေဖို့အချိန်မိတိုင်းကိုယူပါအဲ့ဒီအချိန်မှာစိတ်ပျော်ရွှင်ရတာလေးတွေလုပ်ပါအဲ့ဒီယူလိုက်မိတဲ့အချိန်အတွက်လည်းနောင်နာမရပါနဲ့အထီးကျန်မနေပဲတခါတလေတယောက်တည်းနေကြည့်ပါတိပေးပါတိနေပေးပါတယောက်တည်းနေတဲ့အချိန်မှာကိုယ်စိတ်ကိုတိပေးနေတာဟာတကယ်အသိဉာဏ်ကိုဖြစ်ပေါ်စေပါတယ်အယိုးရှင်းဆုံးနေထိုင်ကြသူများ minimalist တခါတလေကြတော့တောထဲတောင်ထဲခီးရပါတွေသွားတဲ့အခါလေကွင်းဆက်ကအင်္ဂလိပ်တွေတောင်တန်းတွေကြားကအမိကိုလေးတွေတလူလူနဲ့တောင်ရအင်္ဂလိပ်တွေအဲ့ဒီလိုအင်္ဂလိပ်တွေမှာနေထိုင်ကြတဲ့သူတွေကျမတို့တွေ့ဘူးကြလိမ့်မယ်မပြည့်စုံတဲ့ဘဝအခြေအနေရရှိတလောင်နဲ့ရောက်ရတင်းတင်းပြီးနေရတာမျိုးလည်းဖြစ်နိုင်တယ်ဒါပေမဲ့အချို့ပုဂ္ဂိုလ်တွေကြတော့လေနေတိုင်းစားသောက်မှုကိစ္စတွေအကုန်လုံးကိုအကျယ်ချက်မနေတော့ပဲအသက်ရှင်မှုဖြစ်တယ်ဆိုရင်လုံလောက်ပြီဆိုရုံနဲ့အနေထားမျိုးကိုချိုးချမ်းပြီးနေကြတာမျိုးရှိတယ်ဥပမာအရိယာသူတော်စင်လိုပုဂ္ဂိုလ်မျိုးတွေပေါ့သူတို့ကို minimalist တွေလို့ခေါ်ကြတယ်ကျမတို့ပတ်ဝန်းကျင်ကမိတ်ဆွေတချို့မှလည်းဒီလိုကျင့်ကြံမှုမျိုးတွေရှိနိုင်ပါတယ်ကျမတငယ်ချင်းတယောက်ဆိုရင်ကျောင်းတက်တုန်းကနေ့တိုင်းလုံကြီးအမဲတစ်ထည်ပဲဝတ်တယ်အဲ့ဒီလုံကြီးအမဲလေးကိုပဲအင်ကြီးနှစ်ထည်သုံးထည်နဲ့9ရက်စလုံးလှည့်ပြီးတွဲဖို့နေလေးရှိတယ်နံပါတ်1ကသူတို့မိသားစုဟာအဲ့ဒီချိန်တုန်းကတိတ်မပြည့်စုံခဲ့ကြဘူးဒါကြောင့်သူဟာအဝတ်စားအတွက်တိတ်ငွေကိုမခံနိုင်ဘူးအဲ့ဒီလုံကြီးအမဲတစ်ထည်ရှိတာလဲသူ့အတွက်အဆင်ပြေတယ်သူ့ကိုကြည့်ရတာအဝတ်စားတွေဘာတွေနဲ့ပတ်သက်ပြီးတိတ်တက်မှတ်မှုရှိတဲ့ပုံမပေါ်ပါဘူးလုံကြီးတစ်ထည်နဲ့လဲသူအဆင်ပြေတယ်သူကျေနပ်တယ်အဲ့ထက်ပိုပြီးမတောင်းဆိုဘူးနံပါတ်2ကသူ့မှာကသူ့ထက်ပိုပြီးအရေးကြီးတဲ့ဘဝရည်မှန်းချက်တွေရှိနေတယ်ဒါကသူ့အတွက်ပထမဦးစားပေးဖြစ်နေတယ်နောက်တော့သူဟာနိုင်ငံခြားပညာသင်ဆုရသွားခဲ့ပါတယ်အခုချိန်မှာပြည်စုံချောင်းလဲတဲ့ဘဝနဲ့အင်ကြီးဝတ်စားတွေအများကြီးဝယ်ပြီးဝတ်လို့ရတဲ့အခြေအနေရောက်နေပြီမဲ့လဲတော်သိယုံဝတ်စားလေးတွေနဲ့ပဲသူနေတယ်ရပြီဒီနေရာဒီလောက်ဝေးရင်ရပြီအော်ဒါမျိုးလေးတစ်ထည်တစ်ထည်လောက်ရှိရင်တော်ပြီသူအဲ့လိုပြောလေးရှိတယ်ပစ္စည်းတွေအများကြီးမရှိဘူးဆိုတော့နေထိုင်မှုပုံစံဟာအရန်ကိုရိုးရှင်းသွားတယ်ဝတ်စားဝတ်ရခြင်းရွေးချက်ကိုကနံပါတ်1အရှက်လုံအောင်ဝတ်ကြတာနံပါတ်2ရာသီဥတုတန်းလေတန်းရေတန်းနေတန်းခံနိုင်မှုဝတ်ကြတာပူတဲ့အခါအေးရလေးဝတ်မယ်အေးတဲ့ချိန်ကျနှွေးရလေးဝတ်မယ်တကယ်တော့ဝတ်စားဆိုတာမျိုးဟာလဲ4စုံ5စုံလောက်ရှိရင်ကိုလုံလောက်တယ်ဖုံတွေသလားရှင်တွေဆိုရင်သင်္ကန်းကိုပဲဝတ်တာပဲသူတို့မှာသင်္ကန်းတွေအစုံ50လောက်ရှိမယ်လို့မထင်ဘူးတချို့ပုဂ္ဂိုလ်တွေလည်း9စုံလောက်ရှိရင်ကိုရတယ်အရန်ကြီးကိုဟောင်းနှန်းဆုပ်ပြတ်မသွားသရွေ့ရှော့ဖို့ပြီးပြန်သုံးလို့ပြန်ဝတ်လို့ရနေတာပဲအစ်စ်ဝယ်စရာမလိုသေးဘူးကျမတို့တွေကြတော့တရားစကားနဲ့ပြောမယ်ဆိုရင်ကိလေသာရမ်းများတဲ့သူတွေဖြစ်ပါတယ်အယောင်တွေအဆင်အသွေးတွေအသည့်အဆန်းတွေရဲ့ဆွဲဆောင်မှုနောက်ကိုအမြဲတမ်းမမောနိုင်အောင်လိုက်ပါနေကြတာရှိတယ်ကိုယ့်ဗီဒီယိုတွေကိုပဲကြည့်တကယ်တမ်းကျတော့အပြင်တစ်ခါသွားလဲတစ်မျိုးပဲဝတ်နိုင်တာပဲဒါပေမဲ့365မျိုးလောက်ဖြစ်နေတော့ရွေးချယ်မှုလုပ်ရတာပိုလာတယ်သိမ်းဆည်းရနေရပိုလာတယ်အဝတ်အတွက်ပဲသုံးနေမိတဲ့ငွေဟာတကယ်ကိုမနှဲဘူးကျမဟာအင်ကြီးဝတ်စားတွေနဲ့ပတ်သက်ရင်လုံးဝမလျှော်နိုင်ဘူး
အခုတော့ဗီဒီယိုရှင်းရင်အပိုတွေရမ်းများနေတယ်လို့ခံစားလာရတယ်ကျမတို့ရှင်သန်နေရတဲ့ဘဝတွေကိုကြည့်မယ်ဆိုရင်အိမ်ဆိုတာမျိုးကမိုးရွာရင်မိုးရင်မဆိုအောင်လုံရမယ်နေပူရန်ကာကွယ်ပေးမယ်ပိုးမွားချင်ရင်ကကာကွယ်ပေးမယ်အင်္ဂလိပ်ရှိရင်ဆိုတော့အဲ့ရလေးတစ်ခုလည်းရှိလိမ့်မယ်အဲ့ဒီမှာနားယူမယ်စားတဲ့အခါအင်္ဂလိပ်ထဲမှာစားမယ်အညစ်ကြေးစွန်းဖို့အိမ်သာတစ်လုံးပါမယ်အိမ်ရဲ့နေထိုင်ရခြင်းရဲ့ရွယ်ချက်ကဒီလောက်ပါပဲ minimalist တွေကဒီလောက်ဆိုရပြီလူတော်တော်များများကတော့တအိမ်လုံးမှာပစ္စည်းတွေကပြည့်စုံနေဆိုတာထပ်ပိုတယ်ကျမတို့ငယ်စဉ်ခေတ်တုန်းကစားနိုင်တောင်းနိုင်တဲ့အိမ်တအိမ်မိသားစုတစ်ခုမှာလိုအပ်ချက်အနေနဲ့ရုပ်မြင်သံကြားဆက်ကလေးဆိုရင်တစ်လုံးဖြိုပြမှုအတွက်ရှိတယ်တယ်လီဖုန်းလေးဆိုရင်လည်းတစ်လုံးဆက်သွယ်မှုအတွက်ရှိတယ်ရေခဲတစ်တာလေးဆိုရင်လည်းတစ်လုံးအဆင်ပြေမှုအတွက်ရှိတယ်ဒီလောက်ပါပဲအခုခေတ်ကျတော့လူလက်တန်းစားမိသားစုတစုမှတင်လူ၄၅ယောက်လောက်ရှိတဲ့အိမ်မှာရုပ်မြင်သံကြားဆက်က၄၅လုံးလောက်ရှိနေတယ်ရေခဲတစ်တာဆိုရင်၃၄လုံးလောက်ရှိတတ်တယ်တယ်လီဖုန်းဆိုရင်လည်းတစ်ယောက်ကိုနှလုံးသုံးလုံးကင်ကြတယ်ကျမတို့ကအရင် excessive ဖြစ်နေကြတယ်ဘဝတွေကိုလွတ်တာထပ်ပို့ပြီးတော့ပြေးထားကြတယ်အဲ့ဒီခါမှာအရန်မဲ့တောင်းဝန်တွေပြေးလာသလိုဖြစ်တယ်မလိုတာတွေအများကြီးကိုထမ်းမိုးထားရင်အဲ့ဒီအရာတွေကကိုယ့်ကိုလေးပင့်စေတယ်ပင်ပန်းစေတယ် We are living in a highly materialistic society နေတဲ့ကိစ္စပြီးရဲ့အခါစားတဲ့ကိစ္စကိုစဉ်းစားကြည့်အရိယာသူတော်စင်သူတော်မြတ်တွေကတော့အသက်ရှင်ဖို့အတွက်သာစားတယ် eat to live စားဖို့အတွက်အသက်ရှင်နေတာမဟုတ်ဘူးအသက်ရှင်နေဖို့အတွက်စားတာဒါကအစားအစာအာဟာရမြွေခြင်းရဲ့ရည်ရွယ်ချက်ပဲဒါကြောင့်ခဏခဏလည်းစားစရာမလိုဘူးတွေ့တိုင်းအရသာခံပြီးစားခြင်းတလို့သားနေတာမျိုးမရှိဘူးဖုံဖုံတွေဆိုတနေ့နှစ်ခါပဲဖုံးပေးတယ် minimalist တွေက၃ခါလောက်ပဲစားတယ်အထူးတလဲသိမ့်မရှိဘူးတောင်တက်ခရီးတစ်ခုသွားတော့ကညအိပ်ရက်နာရတဲ့တောင်ပေါ်ရွာကလေးတွေကလူတွေဟာအသီးရွက်များများစားကြတယ်စားကန်ဒီမှစိုက်ခင်းတွေကတွားစုခိုးပြီးပူပူနွေ့နွေ့ချက်ပြုတ်စားကြတာပဲကျက်ဥပဲဥစားကြတယ်အသားငါးဆိုတာတခါတလေမှစားကြရတယ်ဈေးရှိတဲ့နေ့မျိုးပေါ့ကျမတို့တွေကတော့ခါခါစားတယ်ခဏခဏစားတယ်တွေ့တိုင်းစားတယ်ကိုနဲ့တဲ့ရင်လည်းစားတယ်မတည့်တာကိုလည်းစားတယ်သူများတွေစားတာတွေ့ရင်လည်းစားခြင်းတယ်အိမ်မားလည်းစားတယ်အပြင်ထွက်ပြီးလည်းစားတယ်ကျမတို့ကစားဖို့အတွက်သက်ရှင်နေသလိုဖြစ်နေတယ် live to eat စားတာဟာ lifestyle တစ်မျိုးဖြစ်လာတယ်အချို့ပစ္စည်းတွေအများကြီးရှိတာပိုင်ဆိုင်တာကိုဂုဏ်ယူတယ်ဒါပေမဲ့ဆုံးရှုံးစရာကြုံလာတဲ့အခါကျတော့အများကြီးရှိနေတဲ့သူကအများကြီးဆုံးရှုံးလိုက်ရတယ်နည်းနည်းပဲရှိတဲ့သူကနည်းနည်းပဲဆုံးရှုံးလိုက်ရတယ်မတ်စရာမရှိတော့တဲ့အခါမောစရာမရှိတော့ဘူးဆိုတဲ့သဘောပါပဲပစ္စည်းတွေများလေးလေးတရောစင်အနှောင်ဖွဲတွေများလေးလေးလေးပင်လေးပါပဲခရီးတစ်ခုသွားရင်ကိုပစ္စည်းတွေပါလာတာအများကြီးလေးတယ်တန်တရားခီးဆိုပို့ဆိုးပြီပေါ့တင်းတော်တလောက်ပဲရှိပြီးနေထိုင်နိုင်ခြင်းဟာအရာရာကိုစိတ်ဖြစ်စေတယ်ရိုးရှင်းပေါ်ပါတဲ့ဘဝနေထိုင်မှုပုံစံကိုလည်းပေါ်ပေါက်လာစေပါတယ်စိတ်ကြည်လင်ရှင်းလင်းမှုကိုလည်းဖြစ်ပေါ်စေနိုင်ပါတယ် digital life ကိုပြန်လည်တည်ဆောက်ပါ restructure your digital life ကျမက Facebook ပေါ်မှာသာမတင်ပြတာဓာတ်ပုံကတော့အတော်ရိုက်တဲ့သူဖြစ်ပါတယ်ခရီးသွားရင်လည်းအများကြီးရိုက်တယ်အိမ်မှာဆိုလည်းရိုက်သလားမမေးနဲ့ဘယ်သူတွေကိုရိုက်တယ်လဲလို့မေးပါပီပစ္စည်းဘလေးစီခွေးကလေး၃ကောင်အိပ်ပျော်နေတဲ့ပုံကစားနေတဲ့ပုံထိုင်နေတဲ့ပုံဝေးကိုကြည့်နေတဲ့ပုံအဲ့ဒါတွေရှော့ရှော့ရိုက်နေတတ်တော့ဖုန်းထဲမှာဓာတ်ပုံတွေဆိုတာအများကြီးပဲပါပီလက်ကလေးကိုရှာနဲ့ရက်နေတဲ့ပုံကိုပဲအစင်စင်ပုံ20-30လောက်ရိုက်ထားမိပြီးဘယ်ပုံကိုမှမဖြတ်ချင်ဘူးဒီပုံလေးကရှားလေးနေနေတယ်ဒီပုံကနှကန်းကလေးတွန်းနေတယ်ချစ်စရာလေးစသဖြင့်ကျမယူတာကိုပြောတာပါစကရင်ရှော့လုပ်ထားတာတွေဆေးလုပ်ထားတာတွေ Viber တို့ Message တို့ကရောက်လာတဲ့ပုံတွေအင်ကြီးပုံစံတွေလိုချင်တဲ့ပစ္စည်းကလေးတွေအများကြီးပဲတခါတလေတော့ကျမဖုန်းနဲ့ဓာတ်ပုံတွေကိုကွန်ပျူတာထဲမှာဖိုင်လေးတွေခွဲပြီး save လုပ်တင်ထားတတ်ပါတယ်ပြီးတော့မှဖုန်းထဲကပုံတွေကျမဖြတ်ချလိုက်တယ်တရက်ကတော့ကွန်ပျူတာရှေ့ထိုင်နေရင်ခွေးကလေးတွေငယ်ငယ်ကလေးကရိုက်ပြီးတင်ထားခဲ့တဲ့ဓာတ်ပုံဖိုင်ကိုဝင်ကြည့်မိတယ်ဖះသူတို့ပုံတွေကကြီးပဲထောင်ပေါင်းများစွာဖြစ်နေပါရောလား
restructure your digital life ကိုနေ့စဉ်စီမျောပြောင်းဝင်နေတဲ့ digital ဘဝကြီးကိုပြန်ပြီးတိဆောက်ပါဆိုတဲ့စကားလေးကိုအမှတ်ရလိုက်မိပါတယ်ကျမတို့ဟာလူသည်ဖြစ်စေမလူသည်ဖြစ်စေစုဆောင်သိမ်းဆည်းထားတဲ့အရာဝတ္ထုတွေအချက်လက်တွေဟာနေရာတိုင်းမှာမဆက်မပြင်းအောင်များပြားနေတာကိုသတိမထားမိတတ်ကြပါဘူးအိမ်ထဲမှာပဲကြည်မလားအိမ်ကန်ထဲမှာပဲကြည်မလားအဝတ်ပီတိုထဲမှာပဲကြည်မလားဖနက်စင်မှာပဲကြည်မလားတကယ်အသုံးပြုနေတာလည်းမဟုတ်ပဲနဲ့ရှိနေတဲ့ပစ္စည်းတွေရာခိုင်နှုန်းတော်တော်များများဟာမလိုအပ်ပဲပုံနေတာတွေကများတယ်ရှိတဲ့ပစ္စည်းတွေအလုံးတဲကနေစဉ်တကယ်အသုံးပြုနေသုံးဆွဲနေတဲ့အရာဝတ္ထုတွေဟာတကယ်တော့သုံးပုံနှစ်ပုံလောက်ပါပဲဒါပေမဲ့လည်းသတိမထားမိတော့မလိုတာတွေကိုပဲထပ်ပြီးစုနေမိတတ်ကြတာပါပဲခုပဲကြည့်လေအရာဝတ္ထုပစ္စည်းတွေကိုအသာထားလို့ဖုန်းထဲမှာကွန်ပျူတာထဲမှာတကယ်ကိုအများကြီးသိမ်းထားမိတတ်တဲ့သတင်းချက်လက်တွေဓာတ်ပုံတွေရှိနေတတ်ကြတယ် Too much information can clog up your brain သတင်းချက်လက်တွေရမ်းများနေခြင်းဟာကျမတို့ရဲ့အုံနောက်ရဲ့တွေးခေါ်နိုင်စွမ်းအားတွေကိုဆုံးဖြတ်နိုင်စွမ်းအားတွေကိုပိတ်ဆို့သွားစေတတ်ပါတယ်ဥပမာ Facebook ပုံတင်မယ်ဆိုရင်ဘယ်ပုံကိုတင်လို့တင်ရမယ်မှန်းမသိတော့တာမျိုးပါပဲရွေးချယ်စရာတွေများလာတဲ့အခါကျရင်ဆုံးဖြတ်ချက်တွေဝေဝါးလာတတ်ကြတယ်ဒါကြောင့်ကျမတို့ဟာလျင်မြန်တဲ့အချိန်ဟုန်နဲ့စီးဝင်လာနေတဲ့သတင်းချက်လက်တွေကိုကန့်သက်ပေးဖို့လိုပါတယ်ကျမတို့နေ့စဉ်သတင်းစာတွေဖတ်ကြတယ်ဘလော့တွေဖတ်ကြတယ် TV လည်းကြည့်တယ် social media လည်းသုံးတယ် web တွေထဲမှာလည်းရှောင်မွေတယ်ကျမဆို Pinterest တွေဝင်သွားရင်ပုံတွေ hobby တွေလိုက်ကြည့်နေရတာနဲ့တင်ပြန်ထွက်မလာနိုင်တော့ဘူးGoogle မှာကိုကြိုက်တဲ့ blogger တွေရဲ့စာလေးတွေဝင်ဖတ်ရင်သဘောရိပ်ချပြီးမှတ်သားလို့မဆုံးတော့ဘူးတကယ်တော့သတင်းဆိုတာဟာလည်းဘယ်မီဒီယာမှာပဲဖတ်ဒီသတင်းတွေကြီးပါပဲဓာတ်ပုံတွေဆိုတာဟာလည်းဒီလိုပါပဲပင်လယ်ကိုရိုက်ပြတဲ့ဓာတ်ပုံဆိုရင်ရှူတော့ပေါင်း1000လောက်ကနေမတူနိုင်အောင်ရိုက်ပြထားကြတာပါပဲပင်လယ်ကပင်လယ်ပဲဒါပေမဲ့ကျမတို့ဟာဘယ်တော့မှအားရတင်းနေခြင်းမရှိဘူးဒီတစ်မျိုးကိုပဲမတူအောင်ခံစားခြင်းကြတာစိတ်ရဲ့သဘာဝလောဘရဲ့သဘာဝပါပဲ Facebook ပေါ်မှာအစီကြစီဆိုတဲ့ page တစ်ခုကိုတစ်ခါဝင်ကြည့်လိုက်တာနဲ့အစီကြစီအမျိုးစုံရောင်းချနေတဲ့ page မျိုးစုံကသူတို့ဝေါ်တွေကိုကျမတို့ဝင်မကြည့်ပဲမနေနိုင်တော့အောင်တစ်ချိန်လုံးဆွဲဆောင်နေကြပါလိမ့်မယ်အစားအသောက်နဲ့ပတ်သက်တာတစ်ခုကိုဝင်ကြည့်လိုက်တာနဲ့အစားအသောက်တွေကြီးပဲတစ်ချိန်လုံးပေါ်လာနေလိမ့်မယ်ဥစားဆိုရင်လည်းဒီလိုပဲဒါကြောင့်သတင်းအချက်လက်တွေကိုကန့်သက်ထားဖို့တကယ်လိုအပ်တယ်အဓိကကတော့မီဒီယာအသီးသီးကိုအသုံးပြုနေတဲ့အချိန်ပမာဏကိုသတ်မှတ်ထားလိုက်ဖို့ပါပဲကိုယ့်ရဲ့ရည်သွေး quality of life နဲ့စိတ်နေကောင်းကျန်းမာခြင်း well-being ကိုအထောက်အကူမပေးဘဲပတ်စံကုန်ရုံလောက်ပဲမျက်စိတွေဝေဝါးသားရုံလောက်ပဲအချိန်တွေကုန်သွားရုံလောက်ပဲအကုသို့ပေးရုံလောက်ပဲတစ်ချိန်လုံးလာပြီးစီစော်နေတဲ့စာမျက်နှာတွေလူပုဂ္ဂိုလ်တွေဆိုရင်လုံးဝကြောက်ခိုင်းပြလိုက်တာအကောင်းဆုံးပါပဲဒီနေ့မှာ Facebook 2 နာရီသုံးနေဆိုရင်တစ်လမှာနိုင်ပေါင်း60ဖြစ်နေပါပြီနိုင်ပေါင်း60ဆိုတာကျမတို့အတွက်ပညာရဲ့အသစ်တွေလေ့လာရှာမိဖို့လုံလောက်တယ်စောက်တွေအများကြီးဖတ်နိုင်တယ်တကယ်တော့ကျမတို့မီဒီယာအမျိုးမျိုးကိုသုံးစွဲနေကြတာဟာဒီနေ့မှာ2နာရီထက်မနည်းရှိကြတယ်အချိန်တွေကအရန်နှမျိုးစရာကောင်းပါတယ်ကျမကတော့အခုနောက်ပိုင်းအလုပ်တွေချင်းဆိုထားမှုတွေရှိနေတဲ့နေ့မျိုးကလွယ်ရင်ပုံမှန်ဆိုရင်မနက်ပိုင်းမှာစာရေးတာတရားနာတာအလုပ်ကိစ္စဖြေချပေးတာစသဖြင့်လုပ်ပြီးဆိုတာနဲ့ digital ကဘာကြီးကနေတနေ့ကုန်ဆက်သွယ်ဖြတ်တောက်ပစ်လိုက်ပါတယ်ညနေဘက်4 နာရီ5 နာရီလောက်မှပြန် connect လုပ်ပြီးဖြေချစရာတွေရှိတာတွေကိုဖြေချပေးပါတယ်ပြီးရင်နောက်တစ်နေ့မနက်အထိ digital ကဘာကြီးနဲ့အဆက်အသွယ်ဖြတ်တောက်ထားလိုက်ပါတယ် digital detox ကိုတစ်ပတ်ကို3-4 ရက်လောက်တော့လုပ်တယ်သိမ်းထားမိတဲ့ information တွေဆိုလဲတချို့ဟာတွေကိုမေ့တောင်မေ့နေပြီဒါမျိုးတွေကိုချိန်ယူပြီးပယ်ဖျက်ပြရပါတယ်ဓာတ်ပုံတွေလည်း10 ပုံမှ2 ပုံလောက်ပဲသိမ်းထားလိုက်တယ်ဒီနေ့ဒီချိန်မှာဒီလိုမှတ်တရတွေရှိခဲ့တယ်ဆိုရင်လုံလောက်ပြီဒါတွေဟာလည်းတစ်ချိန်တော့ပြတ်ကွယ်သွားဖို့အရာတွေပါပဲ digital wall နဲ့အဆက်အသွယ်ဖြစ်တော့လိုက်တဲ့အခါမှာသတင်းအချက်လက်တွေဝင်မလာနိုင်တော့ပါဘူးကျမတို့ရဲ့အုံနောက်ထဲမှာနေရာလုတ်ကလေးတစ်ခုပေါ်လာခဲ့ပါတယ် We create a space in our brains အကြောင်းရှိရာရှိကြောင်းလေးတွေပျော်စရာလေးတွေအကောင်းမြင်တတ်တဲ့အတွေ့တွေ
တကယ်လက်တွေ့ဘဝနဲ့ဆက်ဆက်နေမှုတွေကိုဒီညလွတ်ကလေးတွေကိုထည့်ပါမယ်ဒီနေ့တော့ဒီလောက်ပါပဲနော်အဆုံးထိနားထောင်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်နော်